မင်းကတကယ်တော့မင်းကလေးပဲမင်းသားအဆာကြောင့်မှလက်မှတ်ထိုးလိုက်မင်းကုန်ပြီရှယ်ယာတွေကထုံလို့တက်လာတော့မှာနော်ဒီထဲမှာပါတဲ့အပိုက်ချိုကကိုဟုတက်နေစိုးရိမ်စရာဖြစ်နေတယ်လို့ပဲကိုပါတယ်လုပ်ငန်းရှင်ဆိုတာတော့စွန့်စားရမယ်လေကိုကူရဲ့မင်းဖေလိုမျိုးရှုံးနေခြင်းတွေနဲ့ချိန်ထုံးနေလို့ဘလို့အောင်မြင်ပါလဲစွန့်စားရဲမှလည်းအောင်မြင်ပါလေလို့ဖေ你要ဖေဘလိုပဲတာသွားမှာပဲဒီမှာနေတမိဘွားဘာဖြစ်လာမှာမဟုတ်တမိဘွားတိုးတက်ဖို့အတွက်တမိဘွားသာတမိအပြင်မှာလှုပ်ရှားပြီးစူးစမ်းမယ်သမီးရဲ့လူတွေကိုတိတ်မယုံပါဘူးသမီးယုံနေတဲ့လူတွေကသမီးရဲ့ဘဝကိုဖျက်ဆီးမဲ့သူဖြစ်နေတတ်တယ်သမီးအဖေကတမိဘွားတိုးတက်တော့မမြင်ချင်တာလားဒီမျိုးမှာအရှင်းရှိရဲ့လူပဲလက်ခံတာလေမင်းတို့တော့ရဲ့မင်းကလေးမျိုးကချိန်ထုံးနေကြတော့မလို့မလားဒါပေမဲ့ကူကူကအရင်နီးမှမရှိတာအဖေကလည်းကူကူကိုအရင်နီးမထုတ်ပေးဘူးကိုပိုင်ရဲ့အဲကြောင့်ကိုရှိနေတာပေါ့ကိုကမင်းကိုကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်အောင်လုပ်ပေးမယ်လေကိုရဲ့စနေဖြစ်နေပေါ့